ငနီတူကြောက်လေးတွေလှုပ်ရရင်ဝယ်စားကြမလားအပေးကြမလားဟင်ဥစားငနီတူကတော့အမျိုးသားအမျိုးရှိရပါတော့ဒီငနီတူကတော့သူကတော့ဟိုဘာလဲကောင်းတို့အယိုးတို့ခွာထားတဲ့ဟာပေါ့နော်ငနီတူကြောက်ပါမယ်မြေပဲပါမယ်ကြက်သွန်ပြူကြောပါမယ်ကြက်သွန်ဒီကြောပါမယ်ရုပ်ကြီးရယ်ပေါ့နော်ကဲလို့ရအပေးကြမလားဒီကတော့ဒီ order တစ်ဖြတ်ပေါ့နော်ဒါမယောင်းခင်မယောင်းဘူးဆိုတော့ဒါလာမှာထားတဲ့ order တစ်ဖြတ်ပေါ့နော်တကယ်ရောင်းမယ်ဆိုရင်အပေးကြမှာလားကိုရတာမဟုတ်တော့တတိယခွင့်တောင်းပြီးသွားပြီတတိယခုနမေးပေါ်ပြီတတိယခွင့်ပြုရဲဆိုလို့အဲ့ဒါကြောင့်မမေးလိုက်တာချိုးရတယ်ဒီဘဲလည်းကိုကကိုလော်ထားတာရေးဆေးပြီးလော်ထားတာအကုန်လုံးကကိုကလှုပ်ထားတာပေါ့နော်အဲ့လောက်ပါပဲဘိုင်ဘိုင်